စနေဒီဘလောက်မှကျစလိုက်ပါတယ်ဒီနေ့တော့ healthy juice လေးတောက်ကြည့်မှဖြစ်ပါတယ် green base လေးပေါ့နော်သူကအစင်ရောင်ရွာရည်တွေပဲချိန်ထားတာဆိုတော့လေကိုလုံးအစင်ရောင်တစ်ထောက်ကလေးရတာပေါ့နော်ဒါတော့ ready made base cream လေးပါကိုကပြပြချင်းမတောင်းနိုင်လို့ရည်လေးမများလေးနဲ့ပုံပြီးရောတောက်ပါမယ်ရှေ့တန်းလေးတွေနားထောင်စေချင်လို့ကိုလိုပဲတူတူလေး voice over လုပ်လိုက်တာပါနော်ရှေ့ကတော့ရမ်းများတော့မကောင်းပါဘူးဒါပေမဲ့များသွားပါတယ်ကတော့မထည့်ဘူးပဲဆိုရင်ပုံပြရည်ရဲ့တမယာဒီလေးရဲ့ထည့်ပြီးတော့တောက်တဲ့ဆိုတော့ပြီးတော့ရတာရှိပါလိမ့်ပါတယ်ဒါပေမဲ့ဒီတိုင်းလေးတောက်ကြည့်တဲ့အတွက်ကြောင့်လို့ဒီတိုင်းလေးတောက်ပါမယ်စိတ်ရွှေရွှေနဲ့လေးတော့ရတာပေါ့နော်ဒီလိုစိတ်လေးချိန်ထားတာဆိုတော့လေစိတ်ရွှေရွှေနဲ့လေးဆိုတော့မနေ့လေးတော့တောက်ရတယ်